အရင်တော့ခေါင်းလည်းမပြီးနိုင်ဘူးပေါ့ထမိန်လည်းမဝတ်နိုင်ဘူးထမိန်ချိုးပေါ်တော့မှရင်တော့တော်တော်ခက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 ်ဖြစ်နေတာပေါ့နော်ဟုတ်ကဲ့အမမင်္ဂလာပါဟုတ်ကဲ့အမအခုဘယ်ရလာကူတာလဲ ဆွေးပြီးသားဩရွှေပြည်သားဟုတ်ပါပြီရှင်အခုဘာတွေလာပြရလဲမသိဘူးဒီမှာလက်ကတ်နေလက်မြောက်လို့မရဘူးလက်နောက်ပြတ်လို့မရဘူးဟုတ်လားအဲ့လိုဖြစ်နေတာဘယ်လောက်ကြာပြီလဲတစ်နှစ်လောက်ရှိပါပြီဩတနေ့ရှိပြီအခုဆီယမနဲ့ကူတာဘယ်နှစ်ကြိမ်ကူလိုက်ရလဲဒီမှာဒီနေ့တော့မှ2ကြိမ်ပဲရှိနှစ်ကြိမ်နှစ်ကြိမ်မှဘယ်ရက်ကနေစပြီးတော့ကောင်းသွားလဲဘယ်ရက်ကကြီးစပါလဲခေါင်းကကြောအရင်တော့ခေါင်းလည်းမပြီးနိုင်ဘူးပေါ့နော်ခေါင်းလည်းပြီးနိုင်တယ်ထမိန်လည်းမဝတ်နိုင်ဘူးထမိန်လည်းဝတ်နိုင်ပါတယ်ကောင်းတော့ရေချိုးပေါ်တော့မှရင်တော့တော်တော်ခက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 ်ဖြစ်နေတာပေါ့နော်ဟုတ်ကဲ့ပါပါပြီဟုတ်ကဲ့ပါကဲအခုတ िश ူနေတဲ့သူတွေကိုဘယ်လိုလေးများအကြံလေးပေးခြင်းလဲရှင်ပေးများခြင်းလဲပေါ့လို့ပြောရမယ်ပေါ့နော်ကျမတို့ဝေဒနာခံစားနေရလို့ဆိုလို့ရှိရင်အခုဒီကဆရာမလေးပေါ့နော်ရိုးကြောအပြင်းနဲ့ဆရာမဟုတ်ကဲ့ပါလို့ကျမတို့အနှစ်ရှည်လာများအိမ်မခံစားအောင်ပေါ့နော်ဟုတ်ကဲ့ပါကျမတော့ခုလောက်ပေါ့နှစ်ရှည်ပေါ့ခံစားနေရဆရာမနဲ့မတွေ့ခင်ပေါ့နော်အခုဆရာမနဲ့တွေ့သွားတော့အဆင်ပြေသွားပါတယ်လို့ဟုတ်ကဲ့ပါရှင်အခုလက်တွေပါရအကုန်မြောက်လို့ရသွားပြီလားဟုတ်ကဲ့မြောက်လို့ရပါပါဟုတ်ကဲ့ပါရှင်အခုမှကုသတာ2ကြိမ်ပဲရှိသေးရနော်ဆရာမပြောထားတာအလုံးအများဆုံး9ရက်အနည်းဆုံး9ရက်လို့ပြောထားတာနော်အခု2ကြိမ်နဲ့တော်တော်လေးကိုတက်တာသွားပါပြီဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကဲယောဂလည်းဒီထက်မကပျောက်ကင်းပါစေရှင်ဆရာမလည်းဒီထက်မကနာမည်ကျော်ကြားပါစေရှင်ဟုတ်ကဲ့ပါရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ